ညမှာတော့ budget mobile update 4.4 အတွက်နောက်ဆုံးတွေ့ရှိထားတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့လာမယ့် update 4.4 မှာဘာ collaboration တွေပါဝင်လာနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာမယ်အားလုံးပဲမင်္ဂလာပါမိရှယ်ပါနေဦးဆုံး poster ကိုကြည့်လိုက်မယ်ဆိုရင် Sparta အုပ်ထုံနဲ့ main ကလေးဝတ်စုံတစ်ခုကို nuclear set section အောင်မှာတွေ့ရတာမလို့တွေ့ရှိလာမယ့်ပထမကလေးဆက်က Sparta အသင်းအနေနဲ့တွေ့ရှိလာမယ်လို့ယူဆရပြီးတော့ဒုတိယကလေးဆက်အနေနဲ့ကိုတော့ main ကလေး character ကိုမှဇမတ်တင်းအနေနဲ့တွေ့ရှိလာမှာပါစပြင်ရှေ့ဗီဒီယိုမှာပြပြခဲ့တဲ့ပြန်လည်ပါဝင်လာမယ့် kit set တွေထက်ကမှဒုတိယကလေးဆက်ဖြစ်တဲ့ Black Bane Vesper kit set က update 4.4 နဲ့သူပြန်လည်ပါဝင်လာတော့မှာမဟုတ်ပဲနဲ့ AKN kit set တွေတက်ကတစ်ခုဖြစ်တဲ့ Sensial Cyan kit set က Set Spring Dominion AKN skin နဲ့တူ returning item အနေနဲ့ပြန်လည်ပါဝင်လာမှာပါ poster ရဲ့ theme gameplay အောက်ကိုကြည့်လိုက်မယ်ဆိုရင် AI Santor Helios Sata နဲ့ Retender လာမြင်သမိုင်းလူတပိုင်း Santor တစ်ပေါက်တွေ့ရတာမလို့အသစ်တွေ့ရှိလာမယ့် update 4.4 မှာဆိုရင်ပေါင်းညီတို့ group တို့လိုမျိုး AI community အနေနဲ့ထပ်သွင်းပေးလာတော့မှာတော့တခြားနေပါပြီ poster ရဲ့အောက်ဆုံး IP collaboration section မှာဆိုရင် card skin buy skin တွေကိုတွေ့ရတာမလို့လာမယ့် update 4.4 မှာဘယ် card brand တွေက collaboration အနေနဲ့ထွက်ရှိလာမလဲဆိုတာကိုတစ်ချက်စောင့်ကြည့်အောင်ပါဒါတွေမကသေးပဲနဲ့ poster ရဲ့အောက်ဆုံးမှာ balloon ပုံစံ icon တွေကိုတွေ့ရတာမလို့ဇွန်လမှာရောက်ရှိလာမယ့် FIFA World Cup နဲ့တူ collaboration တစ်ခုရောက်ရှိလာတော့မယ်ဆိုတာတော့တခြားနေပါပြီဘာ collaboration ပါဝင်လာမလဲဆိုတာကိုတော့သတင်းတိကျရတဲ့အခါတင်ပြီးတော့ပြပြပေးတော့ပါမယ်ဒီတော့9လပိုင်းစနေနေ့မှာထွက်ရှိလာမယ့် budget mobile update 4.4 ရဲ့ event တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်မိလဲcomment မှာဆွေးနွေးခဲ့လို့ရပါတယ်